အဲ့ဒီမိကွန်မျိုးဟိုးတော့ရှိဘူးလေရှိဘူးတော့ကျွန်တော်တရက်တွန်တင်ချင်းခံရတဲ့အခါတည်သွားတယ်ကျက်စာဖတ်တဲ့အခါမှာအလိုတော်နဲ့အခွင့်တော်ဒါဆရာကြီးကဖြေပြီးသွားပြီကျွန်တော်ခွာရလို့ဒါကျန်းစာခုနဆရာကြီးပြောတယ်ကျန်းစာဖတ်ပါအဲ့ဒီຢာလေးပိုင်းခြားပြီးသိနိုင်ဖို့ခုနဖြေတဲ့ထဲမှာပါတော့ကျွန်တော်လည်းဖတ်တော့သိလာတဲ့ဟာကိုပြောခြင်းတယ်တကယ်တော့ယောနာဝိထုနဲ့ကျွန်တော်ခွာရခဲ့ယောနာကိုဘုရားကနိနဝေကိုသွားခိုင်းတယ်သူသိတယ်တေချာသိတယ်ယောနာနိနဝေသွားဆိုတာကဘုရားပြောတာ तू ကမသွားခြင်းလားနိနဝေက तू နဲ့မုန်းထားတဲ့အဖွဲ့ तू နဲ့မုန်းတဲ့လူတွေကိုဘုရားသခင်ကအမလီကိုမှဓာတ်ခတ်မယ်ဆိုပြောတာဒီထရလူနဲ့တော့တူချင်မှတူမှာပေါ့တူလည်းတူမှာပေါ့ပြောတာပေါ့ဓာတ်ခတ်မယ်ဆိုတော့အဲ့နဲ့မသွားဘူးဘုရားသွားပြောတယ် तू မသွားဘူးမသွားပဲနဲ့တာရှုပြင်းမယ်ဆိုပြီးတော့မှရုပ်ပေမှာတင်းမောသွားစီးတာအော် तू ရောက်တော့အခါမှာတင်းမောကအစင်သစ်အဲ့ဒီတင်းမောစီးဖို့ဘယ်လောက်ခက်တယ်ထင်လဲ3နှစ်မှတစ်ခါကန့်ကတ်တာရုပ်ပေကိုအဲ့တင်းမောကရာဇဝင်ချုပ်ပါပါတယ်3နှစ်မှတစ်ခါကန့်ကတ်တဲ့တင်းမော तू လေဖယားလိုတော့စัจကျင်ပဲလုပ်မယ်လဲဆိုတော့တင်းမောကအစင်သစ်ခေစကားနဲ့ပြောရင်အလိုတော်မှနှစ်ထပ်ကွမ်းတဲ့ तू ကအဲ့လိုယူဆလို့ရတာပေါ့နော်တကယ်ဆို3နှစ်မှတစ်ခါကန့်ကတ်တဲ့တင်းမောလေမတိုက်ဆိုင်သင့်ပါဘူးဖယားနိနဝေသွားခိုင်းတဲ့ရုပ်ပေတာရှုပြေးမယ်ဆိုတော့တင်းမောအစင်သစ်ဆောင်တယ်ဒါပေမဲ့ तू သိတယ်နော်ပြောပြီးသားနိနဝေသွားလက်မှာတာရှုကိုလက်မှာတင်းမောက3နှစ်မှတစ်ခါကန့်ကတ်တဲ့တင်းမော तू အလိုတော်နဲ့လွဲပြီးသွားမယ်ဆိုတော့အစင်သစ်ပဲမပြီးသေးဘူးတင်းမောပေါ်တက်တဲ့အခါမှာတင်းမောခပေးတယ်တဲ့ဒါပါပါတယ်ဖရီမစီဘူးဘဝမှာဖယားနဲ့လမ်းလွဲပြီးသွားမယ်ဆိုလေချက်ချင်းဆိုရင်ငွေပါရှိတယ်နော်တင်းမောဂိတ်ထိုးထားတာသူလည်းတက်ပြီးမှထွက်သွားတာအဖြစ်ပြက်နဲ့သာအလိုတော်ရှာသဏ္ဍာန်ဆိုရင်တော့ဒီခေတ်ဆရာတွေမေးသလိုမေးကောမျိုးကိုအဲ့ဆရာတွေဒီခေတ်မှာရှိတဲ့ဆရာတွေများဖြေရင်တော့အလိုတော်မဟုတ်ရင်3နှစ်မှတစ်ခါကတ်တဲ့သင်္ဘောနင်းနဲ့ဘလို့ကြုံမလို့မဟုတ်ပါဘူးလို့တော့သင်္ဘောပေါ်ရောက်တော့ဘာလုပ်တယ်ထင်လဲရေလဲကောင်းတာအိမ်နေတာမုံတိုင်းမိတယ်နော်အိမ်နေတာကျမ်းပိုက်လေးတစ်ပိုင်းနဲ့များမှားပြီးဒိဗ္ဗေဖွင့်မိရင်တော့ဘုရားသခင်ကချစ်တဲ့သားအိပ်ပျော်ရတဲ့အခွင့်ပေးတယ်မဆာလန်129လေးနဲ့ချိတ်လိုက်ရင်လေကျန်တဲ့လူတွေအားခေါ်တဲ့သေတော့မယ်ဆိုတော့ဗျောင်းဆန်နေတာသင်္ဘောပေါ်မှာပါတဲ့ပစ္စည်းပြစ်ချငါတို့အသက်ချမ်းသာရပါစေကုန်တယ်ပစ္စည်းပါပြစ်ချတာမို့သူသေပါလေအလုံးကပြစ်ချတဲ့မုံတိုင်းမငြိမ်ဘူးတခါတလေအပြစ်လုပ်တဲ့လူတွေတော်တော်အေးရေးဝတယ်မုံတိုင်းထဲမှာအိပ်ပျော်နိုင်တယ်ဒီလိုပြောလို့အိပ်ပျော်တဲ့လူတွေကိုအပြစ်လုပ်တယ်လို့စံတိုးမစိုးလို့ပါဘူးတခါတလေဖယားနဲ့စัจကျင်ဘက်သွားရင်လေလက်တလောကြည့်လိုက်ရင်အစင်ပြေတယ်ပြေတယ်နော်ဒါပေမဲ့ဒါအလိုတော်မဟုတ်ဘူးဒါပါလေခွင့်တော်ဒါခွင့်တော်အဲ့ဒီကနေပြီးနောက်ဆုံးကြတော့မှပဲယောနာထွက်လာမှပဲဒါသူ့အပြစ်ကြောင့်နဲ့ယောနာပြတ်တယ်သူသိတယ်နော်ဒါဘသူပြစ်ကြောင့်ဖြစ်တာလဲတဲ့မေးတဲ့အခါယောနာဘာပြောလဲဖယားသခင်ရှင်းပါတယ်ငါအပြစ်ကြောင့်ကိုးကွယ်မှုပြတ်တယ်ကောင်းကင်ရေမြေစက်ကြောလာကိုဖန်ဆင်းတဲ့ဖယားကိုငါကိုးကွယ်တာတဲ့ပြောသေးတယ်ကိုးကွယ်မှုကတစ်စက်မှမလျှော့ဘူးဒါငါအပြစ်ကြောင့်နဲ့ငါ့ကိုရေထဲပြစ်ချလိုက်တဲ့ပြစ်ချလိုက်ရင်ပြီးသွားမယ်တဲ့ဘာပြစ်ချစရာလို့လဲခုံချပါလားပြစ်ချတဲ့သူပြစ်ချခိုင်းတဲ့အိုက်ကသင်္ဘောဘွားကုန်တယ်လေပစ္စည်းတွေကုန်ပြီမိတ်ဆွေယောနာဟာတကယ်ဘုရားသခင်လူပါတကယ်ပရောဖက်အစ်စ်ပါပရောဖက်ကိုအိမ်မှာလက်ခံလို့မင်္ဂလာရှိတယ်မထင်နဲ့ဒီလိုပြောလို့မောင်းထုတ်ဖို့လည်းပြောတာမဟုတ်ပါဘူးဖယားလိုတော်ကနေလွဲနေတဲ့ပရောဖက်တွေဝင်လာရင်အိမ်ထဲမှာကုန်မဲ့မှတ်ကုန်မဲ့မှတ်အဲ့ဒါအလိုတော်မှမဟုတ်တာအခွင့်တော်နဲ့သွားတော့မုံတိုင်းနဲ့တွေ့နောက်ဆုံးဖယားသခင်ခန့်နဲ့ငါမျိုးပလိုက်တယ်ငါစားလို့မရဘူးမျိုးရတယ်3ရက်ဘာမှစားလို့မရဘူး3ရက်ဟိုးရေချမ်းပြင်ထိမြေထိခေါ်သွားတယ်အဲ့ထဲမှာယောနာဆုတောင်းတာပြက်
မရဏနိုင်ငံမှောင်မိုက်အရက်ထဲကကိုတော့ကိုခေါ်ပါတယ်တဲ့မရဏမပို့ပါဘူးမရဏရောက်တယ်လို့ခံစားရတာအလိုတော်နဲ့လွဲသွားတယ်ဒါပေမဲ့ဘုရားသခင်တင်းမောကိုဖြတ်လာမဖြတ်ပါဘူးမဖြတ်ပါဘူးတင်းမောကိုဘုရားသခင်ကဟာလားတင်းမောမမီအောင်လုပ်တယ်လားမလုပ်ပါဘူးတင်းမောမီအောင်လုပ်တယ်လို့လည်းကျွန်တော်မပြောပါဘူးတခါတလေဖယားနဲ့လမ်းလွဲသွားရင်လေတင်းမောကလည်းအစင်သိငွေရလည်းအစင်သိအကြီးကလည်းဝါဘာပြောကျင်လဲဆိုဂုံးစင်းမှာစာတန်ကဘိမ့်ပါတက်ပေးတတ်တယ်ရှောကနေအခွင့်တော်နဲ့သွားတော့နောက်ဆုံး၅ပိုက်ထဲမှာသွားရတယ်မဟုတ်လားအကျဉ်းကျက်ထဲရောက်သွားတယ်နောက်ဆုံးတော့လေကုန်းပေါ်မှာအံပြီးမှပဲသွားဟောရတာပဲမဟုတ်လားဒါကြောင့်အလိုတော်နဲ့အခွင့်တော်အလိုတော်ကရှင်းပါတယ်ကျမ်းစာဖတ်တယ်သိတယ်ဆရာကြီးခုနပြောတယ်ကျမ်းစာဖတ်ဖို့ကျွန်တော်ခွန်အားရတယ်သိတယ်ဒါပေမဲ့သိနဲ့မိုက်နေတဲ့လူတွေမိုက်လို့အစင်ပြေရင်လေအလိုတော်လို့မထင်နဲ့ယောနာကိုတတိယအလိုတော်သိရသားနဲ့မိုက်နေတဲ့လူတွေအလိုတော်သိရသားနဲ့မဟုတ်တာလုပ်ပြီးကောင်းစားတာကိုမြင်ခဲ့ရင်အစင်ပြေတာကိုမြင်ခဲ့ရင်အဲ့ဒါအလိုတော်လို့မထင်နဲ့အခွင့်တော်ဆိုတာနောက်ဆုံးဆရာကြီးပြောသွားတယ်ဗါလေသင်္ကန်းစာရှိတယ်ယောနာသင်္ကန်းစာကောင်းကောင်းရသွားယောနာဝိထုက၅ပိုက်ထဲမှာတစ်ခါသင်္ကန်းစာရတယ်ဟောလဲပြီးတော့ပြန်ကြည့်တယ်ဘယ်တော့မိမိုးရွာမယ်သူ့ခေါင်းပေါ်ပဲပူလာတယ်နောက်ဆုံးဖယားနဲ့ယံဖြစ်ပြီးယောနာဝိထုအဆုံးသတ်ရတယ်မကျေနပ်နိုင်ဘူးဒါ